အားလုံးပဲမင်္ဂလာပါရှင်အလို့ရှာဖွေရုံမဖောင်48ကပါရှင်ဒီနေ့ညီမကယောက်ျားလေးလို့တခုပြောပြပေးမယ်အလုံးနေရကတော့ဒေါ်မွေးမှာရှိပါတယ်ယောက်ျားလေး၄ယောက်ခေါ်မယ်နော်ပါလို့လဲဆိုတော့ကားရည်ဆေးတဲ့လို့ပါရှင်ယောက်ျားလေး၄ယောက်ခေါ်မယ်နောက်တစ်ခုကကျတော့ထိုင်းစာဖတ်တတ်ဖို့လိုပါတယ်တဲ့တတိကပြောလာပါတယ်ရှင်ထိုင်းစာဖတ်တတ်ဖို့လိုပါတယ်နော်ဒီ၄ယောက်လုံးပဲ၄ယောက်မှာကကျတော့နေ့ဆိုင်နဲ့ညဆိုင်ရှိသေးတယ်နော်အလုံးချိန်ကနှစ်ယောက်ကစားတော့အလုံးဝင်ချိန်မနေ့9နာရီကနေညနေ9နာရီထိကနှစ်ယောက်နောက်ထပ်နှစ်ယောက်ကစားတော့ညနေပိုင်းအလုံးဝင်ရမယ်ညနေပိုင်း9နာရီကနေမနေ့ပိုင်း9နာရီထိကနှစ်ယောက်နေ့ဆိုင်နဲ့ညဆိုင်ပေါ့နော်နှစ်ယောက်ခွဲထားပါတယ်ရှင်လစာကတော့တလ1000နဲ့2000ဘတ်ပေးပါတယ်တပတ်တရက်ပေးနာတယ်မနာအိုထီ900ပေးပါတယ်ရှင်နေဆရာခန်းကတော့ပေးတယ်စားတာကတော့ကိုစေးကိုစားရမယ်နော်ဒီဗီဒီယိုမှာညီမကအသေးစိတ်ပြောပြလိုက်ပါတယ်ရှင်ပြီးတော့ရက်ဆွဲလည်းတင်ပေးထားတယ်ဖုန်းနံပါတ်လည်းတင်ပေးထားတယ်နော်ညီမပြောပြပေးချင်တာတစ်ခုကရှိပါတယ်ရှင်ယောက်ျားလေးအများစုကညီမလေးတို့စီမှာဖုန်းဆက်လာရင်ပေါ့နော်ဘယ်လိုပြောမလဲဖုန်းဆက်လာပြီးတော့လေတချို့သူတွေကဟိုလေလူရပြီလားနင်တို့မသိဘူးလားနင်ဒီမှာအလုံးမလို့အမျိုးမျိုးတချို့သူတွေလည်းဆဲဆိုတဲ့သူလည်းရှိတယ်ဒီဘယ်လိုပြောမလဲ